အခုမန်လက်သင်ခန်းစာ 1.4 မှာဆိုလို့ရှိရင်တော့အရေးပါတဲ့ function တစ်ခုဖြစ်တဲ့ who နဲ့ whose အကြောင်းကိုလေ့လာသွားမှာဖြစ်ပါတယ်ပထမဆုံးတို့တွေက a ကနေ i အထိရှိတဲ့ variable အချို့ကိုတိစောက်ပါမယ်whose function ကြတော့ workspace ထဲမှာလက်ရှိနေတဲ့ active ဖြစ်နေတဲ့ variable အားလုံးကိုစာရင်းပြုစုပေးနိုင်တဲ့အတွက်ကြောင့်မို့ဘာ variable ရှိနေလဲဆိုတာကိုအမြန်ကြည့်ချင်တဲ့အခါမှာဆိုလို့ရှိရင်အရင်အသုံးဝင်ပါတယ်အခုဒီ variable ရှိနေရဆိုပါတော့ဒါတွေကို command window တွေကိုထည့်ပြီးတော့မှ choose လုပ်လိုက်မယ်ဆိုလို့ရှိရင်အခုဆိုရင် workspace ထဲမှာ variable စာရင်းတွေပေါ်လာပါပြီအခု window ကိုcommand window ကို clear လုပ်လိုက်ပါမယ်ဒါမှမဟုတ်လည်း command window မှာရှင်းသွားပြီမယ်လို့ workspace ထဲမှာဆိုလို့ရှိရင် variable တွေကအကုန်ရှိနေပါတယ်command host ကိုရိုက်လိုက်မယ်ဆိုလို့ရှိရင်နောက်ခေါက်လိုက်ရင် workspace ထဲမှာရှိနေတဲ့ variable စာရင်းကိုပြသပြီးတော့မှဖြစ်ပါတယ်variable အများကြီးရှိတဲ့ code တွေ program အကြီးတွေရေးတဲ့အခါမှာဆိုလို့ရှိရင်ဒါကတကယ်ကိုပဲအသုံးဝင်တဲ့ function တစ်ခုပါနောက် function တစ်ခုကတော့ whose function မှာသူကကြတော့ variable စာရင်းကိုပြပြအောင်လည်းမကဘဲနဲ့ variable တစ်ခုချင်းစီရဲ့အသေးစိတ်အချက်အလက်တွေ site တွေ memory 30 plus ပမာဏတွေနဲ့ cluster မျိုးစားပြီးလို့ရှိရင်ဒီ complex ဖြစ်မဲ့ဖြစ်စတွေကိုပြပေးပါတယ်အခု command window မှာဆိုလို့ရှိရင်whose လို့ရိုက်ပြီးတော့အနာခောက်ကြည့်အောင်ပါအဲဆိုရင် variable အားလုံးရဲ့မှာsite တွေ byte class type နဲ့တခြား attribute တွေကိုဆိုလို့ရှိရင်ဇယားနဲ့အသေးစိတ်ပြသပေးသွားတာကိုတွေ့ရပါမယ်variable တစ်ခုချင်းစီက memory ဘယ်လောက်ယူထားလဲဆိုတာကိုကြည့်နိုင်တဲ့အတွက်မလိုအပ်တဲ့ variable တွေကိုဖြတ်ထုတ်တဲ့နေရာမှာဆိုလို့ရှိရင်တော့ memory သုံးစွဲမှုကိုစီမံမှုအတွက်ဒီ function ကအရန်ကိုကောင်းပါတယ်ဥပမာပေါ့တို့က variable g ကိုသုံးချင်တော့ဆိုလို့ရှိရင် g ဆိုတဲ့ variable ကနောက်ထပ်တစ်ချက်မှုတွေအတွက်အရင်အေးမကြည့်တော့ဆိုလို့ရှိရင်clear g လို့ရိုက်ပြီးတော့မှသူ့ကိုတည်တံ့ဖြတ်ထုတ်ပြလို့ရပါတယ်အဲဆိုရင် workspace ထဲမှာသူကပျောက်သွားတယ်အခု clear လုပ်ပြီးတော့မှ whose လို့ပြန်ရိုက်လိုက်မယ်ဆိုလို့ရှိရင် g variable ကမရှိတော့ပါဘူးဒါကြောင့်သူကကြတော့ program ထဲမှာမလိုအပ်တော့တဲ့ variable တွေကိုရှင်းတဲ့နေရာမှာဆိုလို့ရှိရင်တော့ဒါအရန်ကောင်းပါတယ်